န်ဒလေးရတနာပုံနန်းတော်ဒီနာမည်ကိုကြားလိုက်တာနဲ့မင်းတို့မျက်လုံးထဲမှာဘာပြေးမြင်လဲရွှေရောင်တွေဝင်းလက်နေတဲ့နန်းတော်ကြီးလားဒါမှမဟုတ်ရင်ဖျားပထိုးတွေလားတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း160လောက်ကမန္တလေးဆိုတာအခုလိုပုံစံမျိုးတွေမဟုတ်ဘူးဗျမျက်စိတစ်ချက်လောက်မှိတ်ပြီးအာယုံပြုတ်ကြည့်လိုက်စမ်းပါရွှေရောင်စေရီတွေကြားထဲမှာမိုးပေါ်ထိုးထွက်နေတဲ့မိခိုးခေါင်းနိုင်ကြီးတွေရန်ငွေဝေနေတဲ့စက်ယုံအလုံးယုံကြီးတွေကိုမြင်အောင်ကြည့်လိုက်အဲ့ဒီနေရာကနေထွက်ပေါ်နေတဲ့အတန်ဟာဖျားစာရွတ်တန်တက်တက်မဟုတ်ဘူးဗျခင်မီလက်နက်တွေထုတ်လုပ်နေတဲ့တန်တူထုတန်တွေရမ်းချက်စက်ယုံကနေဆက်လေပတ်နေတဲ့အတန်တွေမြန်မာနိုင်ငံကိုအာရှရဲ့စက်မှုအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာစေဖို့ဂျပန်ထက်တောင်စောပြီးခင်မီဖို့အိမ်မက်မှတ်ခဲ့တဲ့ဘီသူကကြီးတူရဲ့လက်ရာတွေပေါ့ဗျာသူကတော့ငါတို့အားလုံးလေးစားရတဲ့အိမ်ရှိဆန်ကနောင်မင်းသားကြီးပါပဲသူ့အိမ်မက်ကရိုးရှင်းပေမဲ့ရင်ခုန်စရာကောင်းတယ်မြန်မာလူငယ်တွေကိုနိုင်ငံရခြားလွတ်ပြီးပညာသင်ခိုင်းမယ်ကိုနိုင်ငံမှာကိုလက်နက်ကိုထုတ်မယ်နေကျအင်္ဂလိပ်ကိုရင်မောင်းတမ်းမယ်အဲ့ဒီချိန်တုန်းကမြန်မာပြည်ရဲ့အနာဂတ်ဟာနေရောင်ကြီးလိုတောက်ပနေခဲ့ပူပါတယ်ဒါပေမဲ့ကံကြမ္မာဆိုတာတခါတလေကြတော့လေရက်ဆက်လွန်တယ်ကွာ1866ခုနှစ်ဩဂတ်လ2ရက်ကြာသပတေးနေ့နေ့လယ်ခင်းတစ်ခုမှာတော့အဲ့ဒီရွှေရောင်နာဂတ်ကြီးတစ်ခုလုံးအမှောင်အတိကျသွားခဲ့ရတယ်ယာယီလွတ်တော်ဆောင်ထဲမှာဝှီးကနေကျဆင်းသွားတဲ့ဓားချက်တစ်ချက်အောက်မှာအိမ်ရှိဆန်ကြီးရဲ့ဦးခေါင်းတော်တွင်ပြုတ်ကျသွားတာမဟုတ်ပဲမြန်မာနိုင်ငံရဲ့တောက်ပတဲ့အခွင့်အရေးတွေပါတဘာတဲ့ပြုတ်ကျသွားခဲ့ရတာဒီသွေးစွန်းတဲ့ဇလန်းကိုဖန်တီးခဲ့တဲ့သူကဘသူလဲနေကျဲတွေလားမဟုတ်ပါဘူးအိမ်ရှိဆန်ကြီးကိုယ်တိုင်သားအရင်တယောက်လိုချစ်ခင်မြောက်စားခဲ့တဲ့တူအရင်ခောက်ခောက်မြင်ကွန်းမင်းသားပါပဲโอเคသမိုင်းစာမျက်နှာတွေကိုပြန်လှန်ကြည့်ရအောင်မာနတွေအာနာမန်မောမှုတွေနဲ့နောင်နာတရားတွေရောပြွန်းနေတဲ့နန်းတွင်အရှုပ်တော်ပုံကြီးကိုငါတို့တူးဆွကြည့်ကြမယ်ဇလန်ရဲ့ဗီလိန်ကိုအရင်မိတ်ဆက်ပေးရမယ်သူ့နာမည်ကမြင်ကွန်းမင်းသားနာမည်အရင်ကတော့မောင်မျိုးအေးတဲ့နာမည်ကသာအေးနေတာလူကတော့မီးခဲပါပဲမင်းတို့မင်းတရားကြီးရဲ့သားတော်ကြီးတစ်ပါးဖြစ်ပေမဲ့သူ့မေတော်ကတောင်နှန်းဆန်မိဖုရားဖြစ်နေတာတော့နန်းမတော်ကြီးလောက်အာနာမရှိခဲ့ဘူးဒီတော့ငငယ်လေးတွေကသူ့စိတ်ထဲမှာငါဦးလေးကနောင်မင်းသားကအိမ်ရှိဆန်သူဘရင်ဖြစ်ရင်ငါတို့နေရာပြောက်ပြီဆိုတဲ့တိမ်ငယ်စိတ်တစ်ခုကဝင်နေခဲ့တယ်အဲဒီကြောက်စိတ်ကနေတဆင့်မာနဆိုတဲ့အကာအကွယ်ကိုသူယူလိုက်တာပေါ့ဒီမင်းသားဘလောက်တောင်စိုးသွမ်းမတ်ရိုင်းခဲ့တယ်လဲဆိုတာတက်တည်ပြစရာဖြစ်ရနှစ်ခုတောင်ရှိတယ်ပထမတစ်ခုကအမဲသားဟင်းအရေးခင်းတနေ့မှာပေါ့မင်းတို့မင်းကြီးကသားတော်တွေကိုစုံညီခေါ်ပြီးငါသားတွေဘာဟင်းချက်တက်လဲခမဲတော်စားကြတယ်လို့မေးတယ်တကယ်တော့ဘရင်ကြီးကသားတွေကိုစမ်းသက်ချင်တာတခြားမင်းသားတွေကကြက်သားဟင်းငါဟင်းချက်တက်ပါတယ်လို့ဖြေနေတဲ့အချိန်မှာမြင်ကွင်းအလှည့်ရောက်တော့တခွန်းနဲ့ရှောက်တင်တယ်သားတော့မဲသားဟင်းချက်တက်ပါတယ်ဖရားတဲ့တလွတ်တော်လုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်ဘာလို့လဲဆိုတော့မင်းတို့မင်းကြီးကတိုင်းပြည်မှာကျွဲနွားမတက်ရအမဲသားမစားရဆိုပြီးအမိန့်ထုတ်ထားတာကိုဒါဟာရိုးရိုးစားတော့ကိစ္စမဟုတ်ဘူးနော်ဖာခမဲတော်ထုတ်တဲ့ဥပဒေကိုသားတော်ဂယုမဆိုင်ဘူးဆိုပြီးလူပုံလဲမှာဖခင်ကိုပါးရိုက်လိုက်တယ်လို့စိန်ခေါ်လိုက်တာပဲဘရင်ကိုတောင်စိန်ခေါ်ရဲတဲ့ကောင်ကွာအေးနောက်တစ်ခုကပိုဆိုးသေးတယ်စင်တိုသားမုတ်ကိစ္စမင်းတို့မင်းကမိဖုရားတွေကိုမုတ်လုတ်ခိုင်းတဲ့ပွဲတစ်ခုမှာမြင်ကွန်းကသူ့မယ်တော်နာမည်ရအောင်ဆိုပြီးမုတ်တစ်မျိုးဆက်တာခိုင်းတယ်ဘရင်ကြီးကမုတ်ကိုလှမ်းယူလိုက်တော့ဣဆက်နေတာပဲဒါပေမဲ့ဖဲ့စားကြည့်တော့ဖဲ့လို့မရဖြတ်လို့မရကြိုက်လို့မရဘူးနောက်ဆုံးဘသူမှစားမရလို့လွတ်ပစ်လိုက်တာခွေးတွေကြီးတွေတောင်မစားနိုင်ဘူးတဲ့ဘာမုတ်လဲသိလားစင်တိုသားဟုတ်တယ်စင်ရဲ့လေပင်ကအသားမာကြီးကိုမုတ်ပုံစံလုပ်ပြီးအစားထိုးထည့်လိုက်တာမိဖုရားတွေကိုတောင်အရွယ်တိုက်ဘရင်ကိုတောင်နောက်ပြောင်ရဲတဲ့လူစားမျိုးပေါ့ဗျာမြင်းကွမ်းမင်းသားကတယောက်တည်းမိုက်တာမဟုတ်ဘူးသူ့ညီမြင်းခုံတိုင်းမင်းသားကိုပါဆွဲထည့်တယ်ညီကိုနှစ်ယောက်ပေါင်းပြီးတော့တိုင်းပြည်အတွက်ကပ်ဘေးဆိုင်တော့တာပေါ့တနေ့မှာဥယျာဉ်နဲ့ကစားရင်ဗိုက်စာတော့ဘာလုပ်တယ်ထင်လဲတခြားဟာရှာမစားဘူးခမီးတော်မင်းတို့မင်းစီးတော်မူတဲ့မင်္ဂလာနွားဖြူတရှင်းလုံးကိုတတ်ပြီးချက်စားပစ်လိုက်တယ်ဒါကတော်ယုံမယူရဲဆန်တာမဟုတ်ဘူးဘရင်ရဲ့အာဏာစက်ကိုဓာတ်ရိုက်စော်ကားလိုက်တာဒီကိစ္စဘရင်သိတော့ဒေါသထွက်တာပေါ့ဒါပေမဲ့မင်းတို့မင်းကသားတွေကိုကိုယ်တိုင်အပြစ်မပေးချင်တော့ညီတော်အိမ်ရှိဆန်ကနောင်မင်းသားကိုမောင်ပုမင်းတူတွေကိုစုံမလိုက်အောင်ဆိုပြီးလွှဲလိုက်တယ်ဒီနေရာမှာကနောင်မင်းသားကြီးရဲ့မြစ်တာကသူ့အတွက်ထောင်ချောက်ဖြစ်သွားတယ်တာမန်ဆိုရင်တေတံပေးရမယ်အပြစ်ပဲဒါပေမဲ့ကနောင်မင်းသားကတူတွေကိုချစ်တော့ကြေးတိုက်အကျဉ်းတိုက်မှာခဏချုပ်ပြီးစုံမယုံမဲ့စုံမလိုက်တယ်ဒါကိုမြင်ကွန်းကကျေးဇူးတင်လားဆိုတော့လုံးဝပဲငါကိုများထောင်ချရကောင်းလားဆိုပြီး
ဦးကြီးတော်ကနောင်မင်းသားအပေါ်အညိုတေးကြီးမားစွာထားလိုက်တော့တယ်မြစ်တာစေတနာကိုအပြစ်လို့မြင်သွားတဲ့လူမိုက်စိတ်ပေါ့ဒါပေမဲ့ဒီနေရာမှာမေကွန်းထုတ်เสียတခုရှိလာတယ်မြင်ကွန်းမင်းသားတို့ညီကိုကမာယူရဲဆန်တယ်ဆိုပေမဲ့အိမ်ရှိဆန်တယောက်ကိုလှုပ်ကြံဖို့ဘယင်ကိုဖမ်းဖို့ဆိုတဲ့အကြံကိုသူတို့အုံနောက်နဲ့ကြီးစဉ်းစားခဲ့တာရောဟုတ်ရဲ့လားတမိုင်းဆရာတချို့ကတော့တန်တရားရှိခဲ့ကြတယ်အဲ့ဒီချိန်ကကနောင်မင်းသားကြီးရဲ့စက်မှုတော်လန်ရေးအောင်မြင်လာမှာကိုအကြောက်ဆုံးကနေချက်အင်္ဂလိပ်တွေပဲမြန်မာတွေလက်နက်ထုတ်နိုင်ရင်သူတို့ဝါမျိုးလို့မရတော့ဘူးလေဒါကြောင့်နန်းတွင်းကလူငယ်မင်းသားတွေရဲ့မာနကိုအသုံးချပြီးနောက်ွယ်ကနေမြောက်ပေးခဲ့တာများလားဒီကိစ္စကတက်သေးမရှိပေမဲ့နောက်ပိုင်းမြင်ကွန်းမင်းသားထွက်ပြေးတဲ့အခါအင်္ဂလိပ်တွေကသူ့ကိုလူသက်တရက်ခံလို့မဆက်ဆံပဲနိုင်ငံရေးခိုလုံဝင်ပေးပြီး VIP လို့ထားခဲ့တာကိုကြည့်ရင်မင်းတို့ပဲဆက်တွေးကြည့်ကြပါတော့အခုငါပြောမယ့်အပိုင်းကတော့နည်းနည်းတော့ကြမ်းတမ်းပဲဒါပေမဲ့ဒါကမြင်ကွန်းမင်းသားကိုလူသားအဖြစ်ကနေမိစ္ဆာအဖြစ်ပြောင်းလဲသွားစေခဲ့တဲ့အချက်ပဲမင်းသားရဲ့ဇနီးတွေကဘသူလဲဆိုတော့ကနောင်မင်းသားရဲ့သမီးတော်တောင်ညိုမင်းသမီးဆိုလိုတာကသူ့ဦးလေးရဲ့သမီးသူ့ညမဝမ်းခွဲပေါ့မြင်ကွန်းကပုံကံမှုလူစုတယ်လက်နက်စုတယ်အစီအစဉ်ဆွဲတယ်ဒါကိုသူဇနီးကတိသွားတယ်ဇနီးတဲ့ခမများဗျာများပြီလေတစ်ဖက်ကလင်တစ်ဖက်ကကို့အဖေအရင်နောက်ဆုံးတော့လည်းအမှန်တရားဘက်ကိုရွေးလိုက်တယ်သူ့အဖေကနောင်မင်းသားစီကိုတတိထားပါတမက်တော်ပုံကန်တော့မယ်ဆိုပြီးစာရေးသတင်းပို့လိုက်တယ်ဒါကိုမြင်ကွန်းတည်သွားတဲ့အခါသူ့မျက်လုံးထဲမှာတန်ရောစင်ဆိုတာမရှိတော့ဘူးတဲလင်ထက်အဖေကိုပိုချစ်တဲ့တတ္တဝါမှသွားမြဲလမ်းကိုသာသွားတော့ဆိုပြီးကိုဝင်အရင်မာနဲ့သူဇနီးကိုအင်္ဂရေထောင်းတဲ့မောင်းစုံနဲ့ထက်မောင်းနံနဲ့ထောင်းပြီးရဲရဲဆက်ဆက်တက်ပစ်လိုက်တာကိုရင်သွေးကိုလွယ်ထားတဲ့မိန်းမကိုတော့ဒီလောက်ရက်ဆက်ရဲတဲ့လူတယောက်တော့ကတော့ဦးလေးကိုတတ်ဖို့အဖေကိုတတ်ဖို့ဆိုတာဝင်လေးစရာမရှိတော့ပါဘူး Game of Thrones ကဇက်ကောင်တွေတောင်လက်ဖြားခါသွားလောက်တဲ့ရက်ဆက်မှုမျိုးဗျာ1866ခုနှစ်ဩဂတ်လ2ရက်ကြာတာပတေးနေ့အဲ့ဒီနေ့ဟာမြန်မာသမိုင်းရဲ့အမှောင်မိုက်ဆုံးနေ့တစ်နေ့ပါပဲအခါတော်ဘေးဆရာကြီးစလေဦးပုံညာတွက်ပေးတဲ့မွန်းတဲ့ချိန်အခါတော်လဲရောက်ရောတောင်ပြင်ဟော်ကုန်းဘက်ကမီးရှို့အချက်ပေးလိုက်တယ်မြင်းကွမ်းနဲ့မြင်းခုံနိုင်ညီကိုနှစ်ယောက်ကဟန်ဆောင်ပြီးရန်ဖြစ်ကြတယ်ဓားတွေဆွဲပြီးလွတ်တော်တဲ့ပြေးဝင်သွားတယ်မြင်းခုံနိုင်ကကဲတော်မူပါတွေတော့ကိုကြီးလှုပ်ကြံမလို့ပါဆိုပြီးအော်ပြေးလာတယ်လွတ်တော်ထဲမှာတိုင်းပြည်ရေးဆွေးနွေးနေတဲ့ကနောင်မင်းသားကြီးကတူတော်မောင်တွေကိုဝင်တားဖို့ထလိုက်တယ်ဟဲ့မောင်မျိုးကြီးမောင်ဖိုးတင်ဘာဖြစ်ကြတာတုံးဆိုပြီးပေါ့အဲ့ဒီချိန်မှာပဲမျောလင်းမထားတဲ့အဖြစ်ဆိုးကဝင်ရောက်လာတယ်ရန်ဖြစ်နေပါတယ်ဆိုတဲ့ညီကိုနှစ်ယောက်ကဦးလေးဖြစ်သူစီကိုဦးတီပြီးတော့လာတာမြင်ကွမ်းရဲ့လူယုံငဖြူသီးဝင်လာပြီးကနောင်မင်းသားကိုဓားနဲ့ခုတ်လိုက်တာခြေသလုံးပြတ်သွားတယ်ကြားကြီးလဲပြီဗျာလဲကျသွားတဲ့အိမ်ရှိဆန်ကြီးကိုငငယ်ကသူကိုယ်တိုင်ပွေ့ချီထိန်းချောင်းခဲ့ရတဲ့တူအရင်မြင်းခုံတိုင်မင်းသားကခေါင်းဖြတ်ပြီးလှုပ်ကြံလိုက်တယ်အဲ့ဒီခေါင်းပြတ်ကျသွားတဲ့အချိန်မှာကနောင်မင်းသားတယောက်တည်းသေသွားတာမဟုတ်ပါဘူးမြမစက်မှုတော်လန်ရေးနဲ့ခင်မီနိုင်ငံတော်တဲ့အိမ်မက်တွေပါတဘာတည်းပျက်စီးသွားခဲ့ရတာပါတစ်ချိန်တည်းမှာပဲမင်းတို့မင်းကိုလှုပ်ကြံမှုတာဝန်ယူထားတဲ့ရွှေဓားဖို့ငပိုက်ကြီးသူကဘယင်ကြီးကိုတွေးတော့ဓားရွယ်ထားပေမဲ့စိတ်ကမခိုင်ဘူးဘယင်ရဲ့ဖုံးကန်ကြောင့်လားသူတစ္ဆာတရားကြောင့်လားတော့မသိဘူးမင်းတို့မင်းကတီငိန်စွာနဲ့ငပိုက်ကြီးငါ့ကိုပို့စမ်းလို့အမိန်ပေးလိုက်တယ်အဲ့ဒီတခွန်းကငပိုက်ကြီးရဲ့စိတ်ကိုပြောင်းလဲသွားစေတယ်မှန်လားပါဆိုပြီးငပိုက်ကြီးကဘယင်ကိုမတတ်ပဲကြောပိုးနန်းတော်ဘက်ကိုအပြေးလွှာပို့လိုက်တယ်မြင်ကွမ်းမင်းသားရဲ့အစီအစဉ်ပြတ်သွားပြီဘယင်မသေးဘူးဘယင်ကြီးလွတ်သွားပြီဆိုတာနဲ့မြင်ကွမ်းမင်းသားတိလိုက်ပြီအခြေအနေမကောင်းတော့ဘူးဆိုတာပေါ့ဒါပေမဲ့သူကအရှုံးပေးမဲ့လူစားမဟုတ်ဘူးဗျအေယာဝတီမြစ်စိတ်ကမ်းမှာရပ်ထားတဲ့ကနောင်မင်းသားကြီးကိုယ်တိုင်တိဆောက်ထားတဲ့ဘယင်ပိုင်းရွှေနန်းဆက်ကြာသင်္ဘောကြီးကိုသူတို့ဝင်စီးတယ်ရွှေငွေရတနာတွေမိန်းမတွေလက်နက်တွေတင်ပြီးအောက်ပြည်အောက်ရွာအင်္ဂလိပ်ပိုင်နက်စီကိုမောင်းပြေးတယ်လမ်းမှာဘာဖြစ်တယ်လဲသိလားရုပ်ရှင်တွေတဲကလိုပါပဲသင်္ဘောမောင်းမှုကြောက်မီးသွေးကုန်သွားတယ်တာမန်လူဆိုရင်တော့လက်လျှော့လိုက်ပြီးမြင်ကွမ်းကမလျှော့ဘူးကုန်ရင်ရှိတာထဲ့မောင်းဆိုပြီးသင်္ဘောပေါ်ပါတဲ့တန်ဖိုးကြီးပရိဘောဂတွေကလထိုင်တွေစပွဲတွေကိုဓားနဲ့ခုတ်မီးဘိုထဲထည့်ပြီးမောင်းပြေးကြတယ်မီးခိုးတွေမီးတောက်တွေကြားထဲကနေသင်္ဘောကြီးကမြစ်ကြောင်းအတိုင်းစုံဆင်းသွားတယ်သူတို့ကကြောက်ပြီးထွက်ပြေးတာတော့မန်ကမကြသေးဘူးရွှေကျွန်းပိုင်ကျွန်းလွန်ကမှပြိုတားနိုင်ရိုးလားငါတို့လွတ်ပြီးဟေးဘသူမှမတားနိုင်ဘူးဆိုတဲ့တပေါင်းတချင်းတွေကိုအော်ဟစ်ဆိုပြီးကမ်းပါးကလူတွေကိုလှောင်ပြောင်သွားကြသေးတယ်ရေလယ်မိုက်တဲ့ကောင်တွေဗျာမြင်ကွမ်းမင်းသားတို့လွတ်သွားပြီဒါပေမဲ့မန္တလေးမှာဘာကြံခဲ့တယ်လဲသိလားတိတ်ဆိတ်ချင်းနဲ့ပြာပုံတွေပဲကြံခဲ့တယ်
ကနောင်မင်းသားကြီးမရှိတော့တဲ့နောက်မှာသူဦးဆောင်ခဲ့တဲ့စက်ယုံအလုပ်ယုံတွေလက်နက်စက်ယုံတွေလည်းလဲပတ်မဲ့သူမရှိတော့ဘူးရန်ငွေတွေဝေနေခဲ့တဲ့ခေါင်းနိုင်တွေဟာမိကိုတိတ်သွားတယ်တန်တူထုတန်တွေရက်သွားတယ်အင်္ဂလန်ပြန်ပညာတော်သင်ကျောင်းသားတွေလည်းခေါင်းဆောင်မဲ့ပြီးဘာဆက်လို့ရမှန်းမသိဖြစ်ကုန်ကြတယ်လူတယောက်တည်းတည်သွားတာမဟုတ်ဘူးဗျတိုင်းပြည်တစ်ခုလုံးရဲ့စက်မှုခေတ်အရှိန်အဟုန်မိုမန်တန်ကြီးတစ်ခုလုံးရက်တန့်သွားတာအဲ့ဒီချိန်ကစက်ယုံတွေသာဆက်လဲပတ်ခဲ့ရင်အာရှမှာဂျပန်ပြီးရင်မြန်မာဟာဒုတိယကြားကြီးဖြစ်လာနိုင်စရာအကြောင်းရှိတယ်ဘလောက်ပြည့်ပြည့်ပါနောက်ဆုံးတော့လေအင်္ဂလိပ်တွေကသူ့ကိုဖမ်းပြီးအိန္ဒိယနိုင်ငံဗာရာဏသီမြို့မှာအကျယ်ချုပ်ချထားတယ်ဒါပေမဲ့မြင်ကွမ်းဆိုတာထောင်ဖောက်ပြေးတဲ့နေရာမှာဆရာကြီးဗျဒီနေ့မှာသူ့ဝက်စားတွေလာလျှော်တဲ့ဒိုဘီကလားဝစ်လျှော်သမားကိုဖမ်းချုပ်ပါဇက်ပိတ်ဒိုဘီဝစ်တွေလဲဝစ်အဝစ်ထုတ်ကြီးခေါင်းပေါ်ရွက်ပြီးအဆောင်တွေကြားထဲကနေအေးအေးဆေးဆေးထွက်ပြေးလွတ်မြောက်သွားတယ် Mission Impossible ပဲဘလောက်ညံများတဲ့လူလဲဆိုတာစဉ်းစားတာကြည့်အဲဒီကနေတဆင့်ပြင်သစ်ပိုင်တဲ့ချန်ဒရာနကိုပြီးတော့ဆိုင်းကုန်ဗီယက်နမ်ကိုရောက်သွားတယ်နှစ်တွေကြာလာတော့သူလဲအိုမင်းရင်းရော်လာပြီဒီနေ့မှာဂျပန်ပြန်ဆရာတော်ဦးဥဒ္ဓမဆိုင်းကုန်ကိုရောက်လာတယ်မြင်ကွမ်းမင်းသားကြီးကဆရာတော်ကိုပင့်ပြီးစွမ်းကတ်တယ်ဆရာတော်ကမေးတယ်တကားကြီးအတိတ်ကအတိတ်ပါပဲအခုတော့အခြေအနေတွေလည်းငြိမ်နေပြီမြန်မာပြည်ပြန်มาတော့လားတဲ့အဲ့ဒီချိန်မှာတစ်ချိန်ကသွေးစာခဲ့တဲ့မင်းသားကြီးရဲ့အဖြေကရင်ထဲကိုအောင့်ငနေဖြစ်သွားစေတယ်အရှင်ဖေဟာတပည့်တော်ရာဇပလင်ပေါ်ဖင်မထိုင်ရသမျှတော့မြန်မာပြည်ကိုခြေမချတော့ဘူးတဲ့တေကန်ဤထီအာနာမက်နေတော့လားဒါမှမဟုတ်သူ့မာနာကြောင့်ပဲလားတော့မပြောတတ်ဘူးအဲ့ဒီခါမှာဆရာတော်ကပြန်မိတ်တယ်တကားကြီးကဲတလုံးရေထဲချရင်တော့အတန်မြည်အောင်မယ်မြန်မာပြည်ကတော့တကားကြီးအတွက်အတန်မြည်တော့မှာမဟုတ်ဘူးဆိုလိုတာကဗျာမြန်မာပြည်ကခမားကိုမေးလိုက်ပြီးခမားအတွက်နေရာမရှိတော့ဘူးလို့ပြောလိုက်တာအဲ့ဒီစကားကိုကြားတော့မှတသက်လုံးမန်တင်းလာခဲ့တဲ့မင်းသားကြီးမျက်ရည်ကျရှာတယ်လို့ဆိုတယ်1921ခုနှစ်မှာတော့မြမထီးနန်းကိုတသက်လုံးမျှော်မှန်းခဲ့တဲ့မြင်ကွမ်းမင်းသားကြီးဟာတစိမ့်မြေဗီယက်နမ်မှာပဲမျက်လုံးပိတ်သွားခဲ့ရတယ်ဟာနေအောင်မင်းတို့စိတ်ထဲမှာဒီဇက်လန်းကရုပ်ရှင်ဆန်လွန်းတယ်တမိုင်းမှတ်တမ်းတက်တက်ကြီးနဲ့မတူပဲဒရမာဆန်နေတယ်လို့ခံစားရရင်မင်းတို့ခံစားချက်ကမမှားပါဘူးအခုငါပြောပြခဲ့တဲ့ဇက်လန်းတွေကရင်ခုန်စရာနာကြီးစရာအသေးစိတ်အချက်လက်ဒီတေးတော်တော်များများဟာဆရာကြီးတက္ကသိုလ်စိန်တင်ရဲ့နာမည်ကျော်မြင်ကွမ်းတဲ့ကနောင်ဆိုတဲ့စာအုပ်ကိုအဓိကမှီညမ်းထားတာပါ၆ကက်ကက်ဖြစ်နေနိုင်တဲ့တမိုင်းဖြစ်ရတွေကိုအခုလိုသွေးနဲ့ကိုသားနဲ့ကိုမြင်အောင်လာအောင်ရေးဖွဲ့နိုင်ခဲ့တဲ့ဆရာကြီးကိုတော့ credit ပေးရပါလိမ့်မယ်မူရင်းရေးသားကိုအပြည့်အဝခံစားခြင်းရင်တော့အဲ့ဒီစာအုပ်ကိုရှာဖတ်ကြည့်ဖို့ recommend ပေးပါတယ်ဇလန်းကတော့ဒါပါပဲဒါပေမဲ့မင်းတို့ကိုမေးခွန်းတစ်ခုမေးချင်တယ်မြင်ကွမ်းမင်းသားမှာအရေးချင်းမရှိဘူးလားရှိတာမှအများကြီးပါဒါပေမဲ့သူ့ရဲ့မိုင်ယူရဲ့လှုပ်ရက်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲကဘာလဲကနောင်မင်းသားလှုပ်ကြံခံရပြီးတဲ့နောက်မင်းတို့မင်းကြီးဟာစိတ်ဒဏ်ရာအကြီးကြီးရသွားတယ်ငါနောက်ထပ်အိမ်ရှိဆန်တင်ရင်လည်းအသက်ခံရအောင်မှာပဲဆိုပြီးဘသူကိုမှအိမ်ရှိဆန်မပေးရတော့ဘူးဒီလိုနဲ့မင်းတို့မင်းနက်ရွာဆန်ကန်ဒီမှာနန်းတွင်းရေးတွေရှုပ်ထွေးပြီးအုတ်ချုပ်ရေးအတွေ့အကြုံနုနယ်တဲ့တီဘောမင်းပါတော်မူတဲ့အထိဖြစ်သွားရတာအစကိုပြန်ကြည့်လိုက်ရင်ဒီမြင်ကွမ်းပုံခံမှုကနေစခဲ့တာလို့ပြောလို့ရတယ်သူသာသူ့ရဲ့ဒီလောက်ထက်မြက်တဲ့ဉာဏ်ရည်တွေကိုဦးကြီးတော်နဲ့လက်တွဲပြီးသုံးခဲ့မယ်ဆိုရင်1885ခုနှစ်မှာကျွန်တော်တို့သူ့ကျွန်ဖြစ်ခဲ့ပါမလားတမိုင်းဆိုတာတကယ်လို့များကြီးမရှိပေမဲ့မြင်ကွမ်းမင်းသားရဲ့ဘဝကတော့လူတယောက်ရဲ့အတ္တဟာတိုင်းပြည်တစ်ခုလုံးရဲ့ကံကြမ္မာကိုကြောက်ထဲတွန်းချနိုင်တယ်ဆိုတာကိုသက်သေပြနေပါတော့တယ်ကဲမင်းတို့ရောဘလို့ထင်လဲဒီပုံကံမှုကြီးရဲ့နောက်ွယ်မှာအင်္ဂလိပ်တွေပါတယ်လို့ထင်လားဒါမှမဟုတ်ရင်မင်းသားတွေရဲ့မာနတက်တက်ပဲလားကောမန့်မှာဝင်ဆွေးနွေးသွားကြပါအောင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်